နောက်ထပ်မေးခွန်းတစ်ခုကတော့တပြည့်တော့လူဖြစ်ဖို့ခက်ခဲတယ်ဆိုတာဟုတ်ပါသလားရှင်ဗျအကယ်၍လူဖြစ်ဖို့ခက်ခဲတယ်ဆိုလို့ရှိရင်ဘယ်လောက်ထိခက်ခဲပါသလဲနောက်တစ်ခုကကြတော့ဘလူတွေလှုပ်လို့ရှိရင်လူဖြစ်ပါသလဲဘာတွေလှုပ်လို့ရှိရင်နတ်ဖြစ်ပါသလဲဘာတွေလှုပ်လို့ရှိရင်မြမာဖြစ်ပါသလဲတပြည့်တော့လူတွေမှာအရေးအတွက်အကန့်အသတ်ရှိသလိုဒီနတ်တွေမြမာတွေနဂါးတွေဘလူတွေမှာရောအရေးအတွက်အကန့်အသတ်ရှိပါသလားရှင်ဗျာလူဖြစ်ဖို့ခက်ခဲတယ်ဆိုတာမနုဿတ္တဘာဝဒုလဘောလို့ဆိုတဲ့စာပေရဟုတ်တယ်လို့ပြောမယ်ဒါပေမဲ့လူဖြစ်ဖို့ခက်ခဲတယ်ဆိုတာဘယ်သူတွေကိုပြောတာလဲဘယ်သရဝါတွေကိုရည်ညွှန်းတယ်လဲလို့ဆိုမြတ်စွာဘုရားဟောထားတဲ့လက်ကမ်းကြီးဥပမာနဲ့ကာနာကစ္စပောပမာဆိုတဲ့သုတ်တန်အရာဆိုလို့ရှိရင်တော့သူကတရိษံတစ်ကောင်ရဲ့အနေအထားမှာကြည့်လိုက်မယ်ဆိုရင်သူကစားဖို့ရရဲ့နိုင်ကျင့်ဖို့ရယ်ကံကုန်ခံစားဖို့ရယ်ဒါပဲသူရှိတယ်မှန်ပါဗျာအဲ့ဒီစားဖို့အတွက်တဏှာလောဘဖြစ်နေတယ်ရံပြူတာကိုယ်လာရံပြူတာတို့အဲ့ဒါတွေနဲ့အမြဲတမ်းကြုံနေရတော့သူဒေါသနဲ့အမြဲတမ်းရှိနေကြောက်တာလဲဒေါသပဲဥပမာချင်းသေးကကျွဲတွေကြိုက်တယ်ဆိုရင်ကျွဲကိုဖမ်းတယ်ဆိုရင်ချင်းသေးကလည်းဒေါသပဲကျွဲကလည်းကြောက်လို့ပြေးရင်ဒေါသပဲမှန်ပါဗျာသူတို့ဟာစားဖို့ရလဲလောဘဖြစ်ရတယ်ဒီတကောင်းအတွက်မှလည်းပဲနိုင်ကျင့်ကြတာဆိုတော့ဒေါသတွေဖြစ်တယ်ဘာလောဘဒေါသမဖြစ်ဘူးဆိုတဲ့အချိန်မှလည်းပဲအမှန်တရားကိုသိနိုင်စွာမရှိလို့မောဟတွေကလွှမ်းမိုးနေတယ်မှန်ပါဗျာအိဋ္ဌာရဲ့စားရရဲ့ကာမဂုဏ်ခံစားရရဲ့ဆိုတဲ့အကုသိုလ်တရားတွေနဲ့တဘောအဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်တွေဖို့ဟာသူတို့မှာဒါနကောင်းမှုဆိုလဲဘယ်လိုမှမရှိနိုင်ဘူးနော်ကိုကျင့်သီလဆိုလဲဘယ်လိုမှမရှိနိုင်မရှိနိုင်သည့်အတွက်ကြောင့်သူတို့ရှုထောင့်ကနေကြည့်လိုက်မယ်ဆိုရင်လူဖြစ်ဖို့အလုံးခက်တယ်ဆိုတာဟုတ်ပါတယ်နောက်တစ်ခုကဘာပဲဖြစ်ဖြစ်နှိုင်းရှင်ကြည့်ရမယ်ဥယျာဉ်ချင်းနှိုင်းရှင်ကြည့်လိုက်မယ်ဆိုရင်တရိษံတွေက species မျိုးစားတွေအများကြီးရှိတယ်ငါးတစ်ကောင်ရဲ့မွေးဖွားနှုန်းကိုကြည့်ပေါ့ငါးတစ်ကောင်ဟာဥတန်ပေါင်းများစွာရှိတယ်လူတစ်ယောက်ရဲ့မိခင်ရဲ့ကိုယ်ထဲမှာဘလောက်တည်းတည်နိုင်တော့နော်မွေးဖွားနိုင်တော့လွန်နေတယ်လေမှန်ပါဗျာအဲ့တော့တရိษံတွေရဲ့မွေးဖွားနှုန်းလူရဲ့မွေးဖွားနှုန်းနဲ့ကြည့်မယ်ဆိုရင်လူရဲ့မွေးဖွားနှုန်းကလွန်နေတယ်မှန်ပါဗျာလွန်နေတော့မမွေးဖွားပဲနဲ့လူကဖြစ်မှာမဟုတ်သည့်အတွက်ကြောင့်အဲ့ဒီရှုတော့ကကြည့်ရင်လည်းပဲလူဖြစ်ဖို့တော့ခက်ခဲတယ်မှန်ပါဗျာအခုခေတ်ဆိုရင်တော့ပို့ပြီးတော့လူဖြစ်ဖို့ခက်ခဲလာတယ်ဘာကြောင့်လို့ဆိုရင်လက်ခံတဲ့လူကနည်းလာမှန်ပါဗျာတားဆီးတဲ့ပုဂ္ဂိုလ်တွေကများလာမှန်ပါဗျာလာခြင်းတော့လဲလာလို့မရအောင်တားတဲ့စနစ်တွေပေါ်လာမှန်ပါဗျာတော့ဘာနဲ့တူလာတော့ဆိုရင် immigration နဲ့ဟိုလာတဲ့နေရာဗီဇာထုတ်မပေးတာနဲ့သွားတူမှန်ပါဗျာဒီကလည်းအဝင်မခံဘူးမှန်ပါဗျာဟိုကလည်းဟိုဗီဇာမပေးဘူးဆိုရင်ရောက်လာဝဲရတော့ခက်တယ်လေမှန်ပါဗျာအဲ့တော့ဘယ်ရှုတော့ကကြည့်တရိษံတွေရဲ့ဥယျာဉ်နဲ့ကြည့်လိုက်မယ်ဆိုရင်လည်းလူဖြစ်ဖို့ခက်ခဲတယ်လို့ပြောရမှာဖြစ်တယ်မှန်ပါဗျာဒီလူရဲ့မွေးဖွားနှုန်းနဲ့ကြည့်မယ်ဆိုရင်လည်းလူဖြစ်ဖို့ခက်ခဲတယ်ဆိုတာဒါလက်တွေ့အဖြစ်လက်ခံနိုင်ပါတယ်မှန်ပါဗျာဘယ်လောက်ထိခက်ခဲပါသလဲလို့ဆိုတော့ခုနကတရိษံတကောင်လူဖြစ်ဖို့ကြတော့သူကလူဖြစ်စေတတ်တဲ့ဒါနသီလဆိုတဲ့ကုသိုလ်ဖြစ်ဖို့ဆိုတာသူ့ဘဝမှာအလုံးကိုခက်ခဲတာမှန်ပါဗျာအဲ့ဒါမှမရှိလို့ရှိရင်သူကဘယ်လိုလုပ်လူဖြစ်မလဲအဲ့ကြောင့်မို့သူ့ရဲ့တသက်တာကာလအသက်တန်းကလည်းဆိုပါစို့တရိษံတွေတော့မျိုးရှိမှာပေါ့ခွေးတွေဆိုလို့ရှိရင်အသက်စိတ်တဲ့ကြောမှမထင်ပါဘူးမှန်ပါဗျာမှန်ပါဗျာအဲ့ဒီကောင်တွေရဲ့အများစုကိုကြည့်လိုက်မယ်ဆိုရင်ခုနလိုလောဘတွေဒေါသတွေမောဟတွေနဲ့ပဲသူတို့ဘဝအဆုံးသတ်သွားတာဆိုလူဖြစ်စေတတ်တဲ့ကုသိုလ်ကောင်းမှုမှာသူတို့လုံးဖို့ဆိုတာအမှန်တမ်းခဲရင်တယ်မှန်ပါအကြောင်းတရားခဲရင်သည့်အတွက်ကြောင့်သူတို့ဟာလူဖြစ်ဖို့ခဲရင်တယ်လို့ပြောမှန်ပါဗျာဘယ်လိုလို့ရင်လူဖြစ်ပါသလဲလို့ဆိုလို့ရှိရင်လူဖြစ်ဖို့ကြတော့ခုနပြောတဲ့ဌာနကောင်းမှုရင်လည်းလုပ်ရမယ်သီလရင်လည်းစောင့်တည်ရမယ်မှန်ပါဗျာကိုချင်းသီလဆိုတာအကျဉ်းတရားတို့မေတ္တာတို့ကိုအခြေခံတာဖြစ်တယ်မှန်ပါဗျာတစ်ဖက်သားကိုမထိခိုက်စေတဲ့အရာဖြစ်တယ်မှန်ပါဗျာဒါနဆိုတာကြတော့အများကိုစာနာထောက်ထားတယ်မှန်ပါဗျာအများကိုပေါ်မှာမေတ္တာထားတယ်အဲ့တော့အဓိကကတော့အကျဉ်းနဲ့မေတ္တာဒီလူဖြစ်ဖို့ရာအတွက်ဒါ
တော်တော်ကိုအရေးကြီးတဲ့အရာပေါ့နော် မှန်ပါဗျာ တန့်စင်တဲ့မေတ္တာနဲ့အကျဉ်းတရားတွေပေါ်မှာအခြေခံပြီးတော့ဒါနကောင်းမှုသီလကောင်းမှုလုပ်လို့ရှိရင်တော့လူဖြစ်ပါ မှန်ပါဗျာ နတ်ဖြစ်တာလည်းပဲအဲ့ဒီတိုင်ပဲမြတ်စွာဘုရားကတော့တာမန်ဒါနသီလလုပ်တဲ့ပုဂ္ဂိုလ်တွေကလူဖြစ်တယ်တဲ့ထက်တန်းကြလောက်အောင်စောစောပြည့်ပြည့်လုပ်တဲ့ပုဂ္ဂိုလ်တွေကလူထဲမှာတောင်မှပဲသူကတထေးတွေကျွဲလူကိုအစိုးရတဲ့မင်းမျိုးတွေဖြစ်တယ် မှန်ပါဗျာ နတ်ကြတော့လွန်လွန်ကဲကဲဒါနသီလလုံးမှနတ်ဖြစ်တယ်လူတွေလှုပ်ထားတယ်ပို့ပြီးတော့သူတို့ကသာလွန်တယ်လို့ပြောတယ်မြတ်စွာဘုရားဟောတဲ့ထဲမှာဆိုရင်ဘယ်တော့မှစိတ်မဆိုးတဲ့လူတယောက်အမျိုးသမီးတယောက်ဟာလည်းပဲလူဖြစ်တယ်ဟောနတ်ဖြစ်တယ်ပေါ့လူဘဝမှာသူကစိတ်မဆိုးအောင်နေတယ် မှန်ပါဗျာ နောက်တယောက်ကတော့ဘာလေးလာတောင်းနည်းနည်းလေးဖြစ်စေလှူတယ် မှန်ပါဗျာ ပြီးတော့ဘယ်တော့မှလိမ်မပြောဘူးအမှန်တရားကိုပြောတယ်ဆိုတဲ့အကြောင်းတရားလေးတွေနဲ့လည်းပဲနတ်ဖြစ်တာရှိတယ် မှန်ပါဗျာ အဲ့တော့ဆိုလိုတာကတော့ကုသိုလ်ကောင်းမှုရှိရင်နတ်ဖြစ်နိုင်တယ်လို့ပြောမှာ မှန်ပါဗျာ ဘာတွေလို့ရင်ပြမဖြစ်တယ်လဲဆိုတာကြတော့ तू ကသမထကျင့်စဉ်ကိုကျင့်ရမှာ तू မှန်ပါဗျာ တမာတိကိုပေါ့ပေါ့ရောက်ရောက်အောင်မြင်နေထီအောင်လူတွေရဲ့ဒီမျက်စိနာနာလက်ရကာယနေပြီးတော့လူတွေမှာဘုန်းတို့အခုပြောကြတယ်ပါကြတယ်ဆိုတာမျက်စိကနှစ်သက်စရာအာယုံကိုကြည့်ပြီးပြောတယ် မှန်ပါဗျာ နားကตาရတဲ့အတန်ကိုနားထောင်ပြီးပြောတယ်ဟုတ်တ မှ ယ် န်ပါဗျာမှန်ပါ နှာခေါင်းကငွေ့ကြိုက်တဲ့အနံကိုနမ်းရှုပြီးပြောတယ်လျှာကကောင်းတဲ့အရာကိုတရက်ပြီးတော့ပြောတယ် မှန်ပါ အဲ့ဒီကာမဂုဏ်အာယုန်နေနဲ့ပြောနေတဲ့ပုဂ္ဂိုလ်တွေကတပိုင်းဗြဟ္မာဖြစ်သွားရင်အဲ့ဒါတွေကိုဆွန့်လွှတ်ရ မှန်ပါဗျာ ဆွန့်လွှတ်ပြီးတော့သူတို့ကငြိမ်းချမ်းတဲ့တမာတိစွမ်းအားနဲ့တည်ကျိန်တဲ့အာယုန်တစ်ခုပေါ်မှာအခြေခံပြီးတော့သမထကျင့်စဉ်ကိုကျင့်တယ် မှန်ပါဗျာ ဒီကာမဂုဏ်အပျော်တွေကနေထွက်ပြီးတော့ဒီတဲ့အစင်းမြင့်နဲ့ငြိမ်းချမ်းတဲ့အပျော်ပေါ့ မှန်ပါဗျာ တရားနဲ့ပြောတယ်လို့ဆိုပါစို့ မှန်ပါဗျာ အဲ့ဒီလိုတရားကျင့်နိုင်ပြီးတော့သမထကျင့်စဉ်အဆင့်ဆင့်သူ့အဆင့်လိုက်အောင်မြင်မှပြမဆိုတာဖြစ်တယ် မှန်ပါဗျာ နော်လူတွေမှာအရေးအတွက်ရှိသလိုနတ်ပြမနဂါဘလူတွေမှာအရေးအတွက်အကန့်အသတ်ရှိပါသလားအရေးအတွက်တော့ရှိတယ်အကန့်အသတ်ဆိုတာတော့မရှိဘူး မှန်ပါဗျာ နော်အကန့်အသတ်ဆိုတာမရှိဘူးအကန့်အသတ်ဆိုတာဘယ်လောက်ပဲရှိရမယ်ဆိုရင်ဒီလိုကန့်သတ်တာ မှန်ပါဗျာ လူတွေမှာလည်းပဲအရေးအတွက်တော့ရှိတယ်အကန့်အသတ်ဆိုတာကဟိုကဏ္ဍအနေနဲ့ပြောမယ်ဆိုရင်ဘယ်လောက်ပဲသူကရှိတယ်ဆိုတော့အကန့်အသတ်တော့မရှိပါဘူး မှန်ပါဗျာ ဘုံမှန်မြည်တော့ပြောရမယ်ဆိုရင်ဘုံတိတတ်တဲ့အရွယ်နောက်ပိုင်းမှာလွတ်လပ်ရတဲ့အချိန်ပိုင်းမှာဆိုရင်ပမပြေရဲ့လူကြီးက28တန်းပဲရှိတယ် မှန်ပါဗျာ နော်28တန်းပဲရှိတယ်ခုတန်းပေါင်း50ကျော်60ဒီပါကဖြစ်လာတယ် မှန်ပါဗျာ အဲ့တော့အရေးအတွက်ကတော့ဒါတကောင်စရင်မှန်လို့ရှိရင်တော့မှန်မှာပေါ့နော် မှန်ပါဗျာ အရေးအတွက်ကအဲ့ဒါလိုပဲနတ်ဖြစ်ပါတွေကလည်းပဲကုသိုလ်ကောင်းမှုလုပ်တဲ့လူတွေများလာလို့ရှိရင်နတ်တွေအရေးအတွက်တိုးတက်တယ် မှန်ပါဗျာ တရားကျင့်တဲ့ပုဂ္ဂိုလ်တွေများလို့ရှိရင်လည်းဗြဟ္မာအရေးအတွက်တိုးတက်တယ် မှန်ပါဗျာ နော်နဂါဖြစ်စေတတ်တဲ့ဒီနဂါဆိုတာတော့စတုမာရိနတ်ထဲပါတယ်နဂါရှိတယ်တိရိစ္ဆာန်နဂါရှိတယ် မှန်ပါဗျာ အဲ့တော့တိရိစ္ဆာန်ကတော့မကောင်းတာတွေလုပ်လို့ဒေါသအကြီးတဲ့ပုဂ္ဂိုလ်တွေကနဂါဖြစ်တယ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်တွေကဘလူဖြစ်တယ်ပေါ့ မှန်ပါဗျာ အဲ့ဒီနဂါတို့ဘလူတို့ကြတော့စတုမာရိဘုံထဲမှာပေါဝင်တဲ့နဂါဘလူလည်းရှိတယ် မှန်ပါဗျာ အဲ့ဒါတွေကြတော့ကုသိုလ်တစ်ပိုင်းပါတယ်ပေါ့နော်ကုသိုလ်လုပ်တာတွေပါတယ် မှန်ပါ အဲ့တော့သူတို့မှလည်းပဲဥယျာအတူအယုတ်တော့ရှိတယ်ဘယ်လောက်ပဲရှိရမယ်ဆိုတဲ့အကန့်အသတ်တော့မရှိပါဘူး